ဒေါက်တာရှင်နဲ့ကျမအမျိုးသားက green gina စဖြစ်ချိန်နဲ့2019 2018ဆို2019 2018အခုဟာကကျမတို့က2026ဆိုတာ9နှစ်ရှိပြီเนาะ2019 2018ဒီမှာနှစ်ကြိမ်ခွဲခဲ့ပါတယ်ရှင်တဲ့ဆိုတော့ကြတော့လေဒါက9နှစ်10နှစ်ဝန်းကျင်ရှိပြီပေါ့နော်2019 2018ဆို9နှစ်နဲ့10နှစ်ဝန်းကျင်ရှိပြီအနာအချိန်ကြီးကလေဒါပေမဲ့အခုဒီအရှင်းမပြောက်ပါဘူးရှင်တဲ့နော်အစားတော့လဲစင်ကြယ်တယ်လို့တန်ရှင်းအောင်လဲနေပါတယ်တဲ့ဒေါက်တာတဲ့အခုကပြန်ပြီးခွဲစိတ်ဖို့တဲ့တိုက်တွန်းနေတာကို तू ကမခွဲချင်ဘူးတဲ့တတော်စီကဆေးလေးမှပေးပါဆိုလို့တဲ့တောက်ဆေးနဲ့အရှင်းပြောင်းနိုင်လားရှင်တဲ့အဲ့လိုမျိုးအလွယ်ပြောလို့မရအောင်နော်အဲ့လိုမျိုးအလွယ်ပြောလို့မရအောင်ဆိုတာလူနာတယောက်နဲ့တယောက်ကလေမတူစိုင်းမတူဘူးနော်အခုခက်ကလေတမျိုးလေးဖြစ်တယ်ဆိုတာရှားတယ်နော်ဘာကြောင့်ဒီလိုမျိုးတွေမပြောက်လဲဆမစီမှာအပြစ်စည်းကကိုလာတယ်ဂရီဂျီနာကိုနော်ဂရီဂျီနာဖြစ်နေရကြပြီဆိုပြီးတော့ဆမစီအပြင်စည်းကကိုလာပြတဲ့ patient တယောက်ဆိုလို့ရှိရင်ဆမရေဆေးတွေလည်းစုံနေပြီနော်ခွဲလည်းမပြောက်ဘူးနော်ဘာလို့မှမသိဘူးဆိုပြီးတော့ကျမတို့ကကြည်နေကြည့်လိုက်တော့ဂရီဂျီနာအဆင့်လေးကောင်အဆင့်တော့နော်ဒီလိုမျိုးနှမျိုးတွဲပြီးတော့ဖြစ်နေတယ်ဒီလိုမျိုးတွေလည်းတွေ့ရတယ်လေကောင်ဂရီဂျီနာနှစ်ခုတွဲပြီးဖြစ်နေတာရှိတယ်နော်တချို့ကြတော့ဂရီဂျီနာနဲ့စအိုကွဲနာဖြစ်နေတာရှိတယ်တချို့ကြတော့ဂရီဂျီနာစအိုကျွန်းတို့နော်တချို့ကြတော့ဂရီဂျီနာဆမတို့စအိုကျွန်းနာနော်ဒီလိုမျိုးနှစ်မျိုးသုံးမျိုးတွဲလေးတွေတွဲပြီးဖြစ်နေတာရှိတယ်နော်လူနာတယောက်နဲ့တယောက်ကအနာရောဂါလက္ခဏာမတူပါဘူးအဲ့မျိုးဆိုတော့နော်ဆမဒီစီးလာဝယ်တိုင်းလည်းမရောက်ဘူးနော်စီးလာဝယ်တိုင်းလည်းမရောက်ဘူးဆိုတော့ဆမအတွက်မဟုတ်ပါဘူးလူနာအတွက်ပါလူနာကိုအနာတခြားစိတ်တခြားမဖြစ်စေချင်တာနော်အနာနဲ့စိတ်နဲ့တွေ့ပြီးတော့အမြဲဆုံးသက်သာပြောင်းပြီးရှင်းလဲဆိုလို့ရှိရင်မိမိအနာယောဂါကိုအနာပုံနဲ့အတူကိုစားတဲ့ဗီငွေလွဲနဲ့အတူအသေးစိတ်တိုင်မျိုးဆွေးနွေးပြီးတော့မှအစိတ်ကူတာမှုခံယူပါပြီးကြမှာမိမိအနာမူတည်ပြီးတော့လိုအပ်တဲ့စီကိုဝယ်ယူတာလူနာအတွက်အကောင်းဆုံးပါပဲနော်အနာတခြားစိတ်တခြားမဖြစ်ဖို့အနာနဲ့စိတ်နဲ့တွေ့ပြီးတော့အမြဲဆုံးသက်သာပြောင်းပြီးရှင်းလဲဆိုလို့ရှိရင်ကြွကျင်အစိအနာပေါက်သမားတော်စီမှာနော်မိမိအနာပုံကိုပြပြီးတော့နော်ဆမတီပြည်တွင်းလူနာဆိုရင်2000ပြည်ပနိုင်ငံရခြားလူနာဆိုရင်3000ယူပါတယ်နော်လိုင်းပေါ်နေပြအပြည့်စေးကန်းလာပြနော်ဆမဒီတိုင်းပဲယူပါတယ်အဲ့မျိုးဆိုတော့နော်ကိုစားတဲ့ဗီငွေလဲနဲ့အတူအသေးစိတ်တိုင်းပဲဆွေးနွေးလို့ရပါတယ်ပြီးမှလိုအပ်တဲ့စီကိုဝယ်ယူပါနော်အနာတခြားစိတ်တခြားမပြောင်းဘူးလေနော်ဆိုတော့ကြတော့အဲ့လိုမျိုးလေးအရင်လုံးလုပ်ပြီးတော့မှဆမတို့ကလိုအပ်တဲ့စီကိုဝယ်ပြီးတော့ဒီစနစ်တကျနော်ဆမတို့လက်ကောင်ဂရီဂျီနာဆိုကွဲနာဆိုကျွန်တော်အစစ်တစ်နှစ်3လေးထဲမှာပဲရှိတယ်ဆိုရင်မပူပါနဲ့နော်ဆမတို့ဒီတက်တာပြောင်းကြအောင်ကုသပေးနိုင်တယ်ဟိုတရက်က patient တယောက်ဆိုလို့ရှိရင်ဗမောကနေတက်လာတယ်နော်ယောဂဖြစ်တာ2နှစ်ခွဲသက်တမ်းပဲရှိနေတယ်ဒါပေမဲ့ဆမစီကန်းကိုလာတဲ့အချိန်မှာဆမသူ့ရဲ့အနာချင်းကိုကြည့်လိုက်တော့သူဒီစအိုကင်ဆာအဆင့်လေးနော်ဖြစ်တာက2နှစ်ခွဲ3နှစ်ဝင်ချီရှိတယ်ဆိုပေမဲ့သူဒီနော်ဆရာကောင်းသမားကောင်းမတွေ့ခဲ့ဘူးပေါ့နော်အဓိကဘာတွေလဲဆိုတော့အိမ်ပင့်ပြီးပြီလေနော်တစ်ခါကိုရင်15သိန်း